အဲ့ဒါကိုဆိုရင်လက်နဲ့သွားပြီးတော့သူတို့ရှိရကာနော်သူ့လက်ကိုမတိုးသူတို့မှအတန်လိုင်းကိုကာကွယ်နိုင်တဲ့ကောင်ကျချက်ချင်းအတန်လိုင်းကိုဟိုဖြစ်တာလေချက်ချင်းရှောင်နိုင်တယ်ဒီကောင်ကသူတို့မှအဲ့ဒီအတန်လိုင်းနဲ့ရှောင်တယ်တမိုင်လောက်တယ်တမိုင်လောက် ဟိုဟာလေးဟိုမှာထွက်တော့မယ်ဟိုဟာလေးထွက်တော့မယ် တမိုင်လောက်ရှိတယ်ထွက်တော့ကောင်းကြီးတော့ကုန်တယ်ဦး တိမ့်မှာတိမ့်ကြော်တယ်တိမ့်မှာနော် ကျုပ်စီရ အဲ့ဒီနေရာကိုတော့မီးမောင်းထိုးပြရမှာနော်လေဆာလေးနဲ့အဲ့ဒီဒီကူအကြီးกว่าအဲ့မှာဘူးရှိတယ်ဒီကောင်ကတွဲလောင်းလေးချိန်နေတာဟုတ်ဘူးရှိတော့တွဲလောင်းချိန်နေတော့တော့မယ်လင်းတို့လည်းတွဲနေရတာပဲလေ ပြန်နေအကောင်မျိုးမဟုတ်ဘူး မဟုတ်ပြန်နေတဲ့အကောင်ကအဲ့ဒီဟိုဟာလိုဟာမျိုးလိုက်ပြီးတော့သူကအိတ်တန်းတက်မဲ့ပေါ့ ဒီနဲ့နိုင်တယ်နော် တွေ့လာထွက်တဲ့နေရာဟုတ်မှာကျုံနေရပဲ ဘုံနောက်ကကြည့်နေနောက်ကကြည့်ဟိုကစကားပြောနေတယ် ဟုတ်သူက မင်းပုံပေါ်လိုက်ကြကြပုံပေါ်ခိုင်းတော့ မြန်မာပြည်မှာလည်းရှိပါတယ်ကိုလို့ဆိုကိုတော့နားနေပဲညဘက်ဒီလိုအလေးလေးရှိလိုက်တယ်ဟုတ်တယ်အဲ့ဒါဟိုနောက်ဘက်ကြာ ဒီနေရာဟိုတော့တူတူပြင်း ဒီနေရာတော့အများကြီးပဲပြုံးတော့ တူတူပြင်းနဲ့ အဲ့ဒီဂူမျက်နှာစာဖြစ်စစ်မင်မပေါက်တဲ့နားရဲ့အောက်လေးကနေထွက်လာတယ် အော်ဟိုကနေပြတာ ဟိုကနေထွက်လာတယ်ဟိုကနေထွက်ပြီးအဲ့လိုပြန်လာပြင်ကြားပြန်နေပြန်လာဟိုဘက် ဟိုဒီကောင်ပါလို့ဒီကောင်ပါ အာဒီဘောကတော့အဲ့နေရမို့ မိုင်းမှာတော့ဖားပြုံးတယ်သိတယ်အဲ့ဒီငငယ်ကကြားဘူးကလင်းလို့ရဂျဘိုးကြီးချရင် ဒီကောင်တွေကပိုးကောင်သူတို့စင်မှာအများဆုံးပဲသူလည်းပြေးပြီပူများလာပြီရောပူများလာ အာဟုတ်ကြဟောထွက်တော့နေမှာ ဝါ